ဘာပြောလို့ပြောရမှန်းတော့မသိတော့ဘူး။နယူကာဆယ်ယူနိုက်တက်ကရှုံးသွားတယ်။ဒီပွဲဟာယူနိုက်တက်အတွက်2016ခုနှစ်ထဲမှာပထမဆုံးရှုံးပွဲ။ယာယီနီးပြကာရီလက်ထက်မှာလည်းပထမဆုံးရှုံးပွဲ။ဆိုတော့ဒီရှုံးပွဲဟာယူနိုက်တက်အတွက်အတော်လေးရှုံးချက်နိုင်လို့ပြောမှာပါ။ဘာကြောင့်လဲဆိုတော့17ရောက်ချင်းအနေထားမှာရှုံးခဲ့ရင်ဆိုရင်တော့မှဒီကိစ္စဖြေသားလို့ရပါမယ်။ဒုတိယပိုင်းတစ်ပိုင်းလုံးတယောက်အသာနဲ့ကစားခွင့်ရခဲ့တာတော့မှရှုံးနေသွားခဲ့တယ်ဆိုတော့ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်းကိုမသိတော့ဘူး။ပုံမှန်အပြင်အသင်းရှုံးပြီဆိုရင်ကျွန်တော်ကစားသမားကိုအပြစ်တင်ရမလားနီးပြကိုအပြစ်တင်ရမလားဝေခွဲမရဖြစ်လိမ့်ရှိတယ်။ဘာကြောင့်လဲဆိုတော့အသင်းရဲ့ရလက်ကောင်းခြင်းဆိုးခြင်းဟာနီးပြရဲ့နီးပြအခင်းချင်းနဲ့လည်းသက်ဆိုင်တယ်လို့ဒီနီးပြအခင်းချင်းမှာကစားနေတဲ့ကစားမတွေလည်းသက်ဆိုင်နေပါတယ်။ဆိုတော့ဒီရှုံးပွဲကနီးပြနဲ့လည်းသက်ဆိုင်တယ်လို့ကစားမတွေလည်းသက်ဆိုင်တယ်လို့ပြောမှာပါ။နီးပြနဲ့သက်ဆိုင်တာကအဓိကဘာလဲဆိုတော့မိုက်ကယ်ကာရီအနေနဲ့ဒီပွဲစဉ်မှာလူစားလဲမှုအမှားတချို့ပြုလုပ်ခဲ့ရလို့ကျွန်တော်ကတော့ယူဆတယ်။အဓိကဟာနေလို့ပြောချင်တာကတော့ဒီကက်စမီရိုနဲ့လုံရှောတို့ကိုစောစီးစီးလူစားလဲလိုက်တာရင်ဒီမာဆာရီဒန်ယာရသွားတဲ့အချိန်မှာပွဲမကစားတာကြာပြီဖြစ်တဲ့မာလာဆီယာကိုထဲသွင်းအသုံးပြုလိုက်တဲ့ကိစ္စတွေပါနောက်ပြီးတော့ကစားမတွေရောတဲ့ကိစ္စကတော့တော်တော်များများသိပါတယ်ဒီနေ့ပွဲစဉ်မှာဘရူနိုဖာနန်တက်ကလွင်ကျန်တဲ့ကစားမတော်တော်များများဟာပုံမှန်ခြေစွမ်းအောက်ကိုရောက်ရှိနေခဲ့တာပါတိုက်စစ်မှာရှက်ကိုတယောက်ကကြောင်ပြောင်းနေခဲ့တယ်လို့အသင်းကြီးနဲ့တွေ့တဲ့ပွဲမှာခြေစွမ်းပြပြီးတော့ဂိုးမျိုးလေးရှိတဲ့အမ်မူဟာပါမပါရလားလို့တော့မေးယူရမယ့်အနေထားပါနောက်ပြီးတော့ကက်စမီရိုတယောက်ကြက်ခိုင်မှုကြာဆင်းနေတဲ့အချိန်မှာတော့မိုင်နူးတယောက်သူ့ရဲ့ခြေစွမ်းအမှန်ကိုပြသနိုင်ခြင်းမရှိခဲ့တာကလည်း United ကွင်းလဲမှာအားနည်းချက်တွေအများကြီးကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီကြားထဲပိုဆိုးသွားတာကကက်စမီရိုကိုထုတ်လိုက်တဲ့အချိန်အိုကာတီဝင်လာတဲ့အခါမှာတော့ United ကွင်းလဲဟာပြန်မဲ့အသင်းကိုဖိအားပေးပြီးတော့စိုးမိုးထားနိုင်မှုမရှိတော့ပါဘူးနောက်ပြီးတော့လုံရှော့ထွက်ခွာသွားတဲ့အချိန်မှာတော့ United ဖျက်တင်ဘော်တွေကိုမြင်တွေ့ရခြင်းမရှိသလိုဘဲချမ်းခံစစ်ဟာလည်းရိုက်နေသွားခဲ့ပါတယ်ဒီထက်ပိုဆိုးသွားကတော့မာဇာရီတန်ရရှိသွားခဲ့ပြီးတော့သူ့နေရာမှာမာလာဆီယာဝင်တဲ့ကိစ္စကနေစတာပါပဲဒီလိုမာဆာရီတာတရားများခဲ့ဘူးဆိုလို့ရှိရင်တော့ဒီပွဲရဲ့အဖေကတမျိုးပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်လို့ယူဆရပါတယ်။ဒါတော့မှနယူကာဆယ်ဘက်ကအဓိကကစားမတွေတော်များများဒဏ်ရာရှိနေလို့ United လို့တက်တာသွားခဲ့လို့ပဲပြောရမှာပါ။အဲ့တော့ဆိုတော့ United ကပြီးခဲ့တဲ့ခွဲ10ပဲလေတင်တဲ့ပွဲစဉ်တွေကကစားပုံကတော်တော်လေးအဆင်ပြေဖြစ်နေကြတာပါ။ဒီပွဲစဉ်အပြီးမှာတိုက်စစ်မှုဗဂျမင်ရှက်ကိုတော်တော်များများကအရန်ကစားသမားအဖြစ်နဲ့ပဲအသုံးသင့်တယ်။သူကပွဲထွက်ကစားခွင့်နဲ့မထိုက်တန်ဘူးလို့လည်းပြောနေကြပါတယ်။ဆိုတော့ဒါကလည်းဒီစီပိုင်းမှန်ပါတယ်။နောက်ပြီးတော့ကားရီအနေနဲ့ဒီနေ့ပွဲစဉ်မှာအာမတ်ကိုဘာကြောင့်စောစီးစီးမသုံးခဲ့တာလဲဆိုတာကလည်းစဉ်းစားစရာပါ။နယူကာဆယ်ကဘလို့တင်းလဲဆိုတာတော်တော်များသိပါတယ်နယူကာဆယ်အသင်းကပြန်မဲ့ရဲ့တိုက်စစ်လမ်းကြောင်းတွေကို intercept လုပ်ရမှာတော်လေးကိုကောင်းတဲ့အသင်းပါသူတို့ကပြန်မဲ့ကိုဘောလုံးပေးကင်ထားရင်တော့မှအဲ့တိုက်စစ်လမ်းကြောင်းတွေကိုဘလို့ကောင်းကောင်းဖျက်ရမလဲဆိုတာကောင်းကောင်းနားလည်ဒန်မန်ဂျိုလင်တန်နောက်ပြီးတော့ဒီထရစ်ပီယာတို့ကစားမတွေကိုပိုင်ဆိုင်ထားတဲ့အသင်းပါဒီလိုကစားမတွေကိုပိုင်ဆိုင်ထားတဲ့အသင်းနဲ့ရင်ဆိုင်ရတဲ့ပွဲမှာတော့မှအာမက်တီယာလိုမျိုးအတိုးလိုကောင်းတဲ့ကစားမကိုဘာကြောင့်စောစီးစီးမထည့်ရလဲဆိုတာကားရီကိုမေးခွန်းထုတ်ရမလို့ဖြစ်နေခဲ့ပါပြီဆိုတော့ပွဲအကြောင်းကတော့အားလုံးသိတယ်ပရာပိုင်းနာကျင်ချင်မိုတမ်ပရိတ်မှာဂျက်ကော့ရန်စီတယောက်ဒီဟန်ဆောင်လဲချတာရင်ပြီးတော့ဒိုင်ယိုဆောကတက်တာရဲ့အကြောင်းနှောင်ဝါတီပြပြီးတော့ထုတ်ပယ်ခံလိုက်ရတယ်ယူနိုက်တက်တယောက်တာရသွားလို့ပွဲနိုင်မယ်ထင်ခဲ့ပေမဲ့နာကျင်ချင်မိုမှာပဲပယ်နတီပြန်ပေးလိုက်ရပါတယ်ဒီပယ်နတီကတော့မာဇာရီနဲ့ဘရူနိုဖာနန်တို့ရဲ့အမှားကနေပေးလိုက်တာပါအဲ့တော့ရရှိလာတဲ့ပယ်နတီကိုဂေါ်ဒွန်ကအမှန်မရှိဆုံးသက်ပြီးတော့အင်ရှင်တွတ်တဲ့ဥဆောင်ကိုရောက်ပေးခဲ့တယ်ဒါပေမဲ့ချက်ချင်းပြန်လာနိုင်ခဲ့တဲ့ယူနိုက်တက်ကဒီနာကျင်ချင်မို9မိနစ်မှာပဲကက်စမီရိုရဲ့ကောင်းတိုက်သွင်းကိုနဲ့ခြေပါကိုရရှိခဲ့ပါတယ်။ဘရိုင်းကဝိုင်းနဲ့ဖြစ်နေခဲ့တဲ့ပြင်တယောက်လည်းအသာရထားခဲ့တာကြောင့်ဒုတိယပိုင်းမှာယူနိုက်တက်တို့ပြန်လာမယ်လို့ထင်မှတ်ခဲ့တာပါ။ဒါပေမဲ့ဒုတိယပိုင်းမှာယူနိုက်တက်ကပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပေမဲ့ဒီတယောက်နဲ့တိုင်းစစ်စင်မှုတွေမလုပ်နိုင်ခဲ့ပါဘူး။နောက်ပြီးတော့ယူနိုက်တက်နဲ့တွေ့ရင်ပြန်မဲ့ဂိုးသမားတွေကမော်အောင်နေသားအောင်ထင်ရပါတယ်။အရင်ပွဲကလည်းဒေးဟာနန်ဆန်တယောက်ကောင်းကောင်းလက်ဆွမ်းပြခဲ့တယ်လို့ဒီနေ့ပွဲမှာလည်းရန်ဒေးတယောက်အကောင်းဆုံးလက်ဆွမ်းပြသွားခဲ့တာကိုမြင်တွေ့ရပါတယ်။ဒီရိုယိုတို့ဇက်စီတို့လိုပိုင်ကန်ချက်တွေခေါင်းတိုက်ချက်တွေကဂိုးရလို့နေပါဖြစ်ခဲ့ပေမဲ့ရန်ဒေးရဲ့အားအသင့်ပွဲလက်ဆွမ်းကြောင်းတာယူနိုက်တက်တို့ဥဆောင်မှုနဲ့ဝင်းနေကြတာဖြစ်ပါတယ်။လူနဲ့ပြန်ပြန်အသင်းကိုတောက်လျှောက်ပြအားပေးနေတဲ့ United တို့ပွဲချိန်မိနစ်90မှာတော့တမန်တိုင်းစစ်ကိုခွင့်ပြုပေးခဲ့ရပြီးတော့အဲ့တမန်တိုင်းစစ်ကနေပြီးတော့အိုဆူလာကအင်ရှင်တဲ့ဥဆောင်ကိုသွေးယူသွားခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်မှာ United အားနဲ့ချက်တွေကိုအလုံးစုံမြင်တွေ့ကြရတယ်။ဒီပွဲလုံးတန်းတိုင်ရပြောမယ်ဆိုရင် United တို့တော်တော်လေးကိုအသုံးမကျလို့ရှုံးနေလို့သွားခဲ့တာပါ။ကားရိုင်းအနေနဲ့ဒီပွဲကအမားတွေကိုပြင်ဆင်ပြီးတော့နောက်ပွဲစဉ်တွေမှာပြန်လာနိုင်ဖို့တော့ကျွန်တော်ကတော့မျှော်လင့်မိပါတယ်။